1995ခုနှစ်ကပေါ့နော်ကျမရဲ့အမကညမင်္ဂလာစာဆောင်လေးမှာပါတယ်မိဖို့ဆောင်နေမင်းရဲ့အကြောင်းကိုပူဇော်ရမယ်အကြောင်းလေးပေါ့နော်အဲ့အကြောင်းလေးကိုကျမကိုစာရွက်လေးနဲ့အမကကျမကိုပေးတယ်အဲ့စာရွက်လေးတွေမှာဘာပါလဲဆိုတော့မိဖို့ဆောင်နေမင်းကြီးကိုပူဇော်ရမယ်အကြောင်းပေါ့နော်အထူးအားဖြင့်ကတော့စွန်ကုန်းဝေယဝိစာတွေဘုန်းကြီးကိုလှူတဲ့လူတွေပေါ့နော်ဘုန်းကြီးကိုလှူတဲ့လူတွေစွန်လောင်းတဲ့လူတွေဖျားကိုစွန်ကတ်တဲ့လူတွေအထူးကဘုန်းကြီးစွန်လောင်းတဲ့လူတွေအတွက်ပေါ့နော်စာမရိတ်ခါတွေအဆင်ပြေချောမွေ့ပြီးတော့အဆဆရာဆင်ပြေတာပေါ့နော်စွန်လောင်းတဲ့အတွက်ကြောင့်မို့မိဖို့ဆောင်နေမင်းရာကိုကြီးဆောက်ရှောက်ပြီးလေပြီးတဲ့အခါကြားလို့ရှိရင်မိဖို့ဆောင်နေမင်းကိုဘလို့ပူဇော်ရမလဲဆိုတော့မိဖို့ဆောင်နေမင်းကိုစပြီးတော့ပူဇော်တဲ့အခါမှာပေါ့နော်မိဖို့ထဲမှာရှိတဲ့မိဖို့ဆောင်ထဲမှာရှိတဲ့ဘီရိုတို့ပုံကန်စီပေါ့နော်အဲ့မှာလုံးလို့ရတယ်လုံးဝမဲ့အချိန်အားကြိုက်တဲ့အချိန်လုံးလို့ရတယ်သူရဲ့အသုံးဆောင်နေတဲ့စားတောက်တွေကိုလုံးလေးမရှိကိုကြီးပေးအောင်လို့ပေါ့နော်အဓိကတော့သူ့ကိုဘာလို့လုပ်ရလဲဆိုတော့ကိုကူကြီးကိုစဖြစ်တဲ့အခါကျလို့ရှိရင်ဒီစွန်လောင်းတဲ့ခါကျရင်ဆဆရရအဆင်ပြေအောင်လို့ပေါ့နော်ဒီဖို့တော့လည်းမျိုးစပြီးတော့လူတဲ့နေရာတော့လက်ဖက်တို့ပါပေါ့နော်လက်ဖက်ဖြောင်းနိုင်အမွှေးနိုင်နဲ့ပန်းနေနဲ့ပေါ့နော်ပန်းစီမီးနဲ့အစစ်တနေရာလေးမှာပူဇော်လိုက်ပေါ့နော်အဲ့ခါကြလို့ရှိရင်ကိုယ့်ရဲ့စာမရိတ်ခါလေးကလည်းစစရာစီတီချုံမွေအောင်မှုရရှိရပေါ့နော်အဲ့ဟာလေးမှာဘလို့လုပ်ခါလဲဆိုပြီးဖို့ဆောင်နေမင်းကြီးကိုလေစီပိန်တေကီဆိုပြီးတော့ဂါရာလေးကိုရွတ်ပြရတယ်ပတိစိတ်မဲ့ဆိုလဲဖျားရှိခိုးနဲ့ဖျားရှိခိုးလို့ရတယ်အဲ့ခါမှာသူကဘာဖြစ်လဲဆိုပြီးဖို့ဆောင်နေပြီးတော့ကိုပြန်လဲပြီးတော့ကိုနေရပေါ့နော်စီဆိုတာစီရန်ဆိုတင်ငန်းပိန်ဆိုတာအနိပါဒစွန်ပေါ့နော်ကျွန်မမှားလို့ရှိရင်လေခုလိုပြပါနော်ကျွန်မအားနေချက်ပေါ့နော်စီပိန်တေကီဆိုတော့စီပိန်တေကီစာရွက်ကလေးကိုကျွန်မအမှပေးတဲ့စာရွက်ကလေးကိုကျွန်မကောမှာရေးပေးမယ်နော်စီတင်ငန်းပိန်ပန်နိပါဒစွန်တေနာတနာကြောင့်အရာပေါ့နော်ခီစီပိန်တေကီခီလာတေနာစေဝါတွေဖုန်းကြီးတွေအသုံးဆောင်တဲ့အရာတွေအားလုံးကိုပြည့်စုံပါစေဆိုပြီးတော့သူကရွတ်ရတာပေါ့နော်စီပင်တေကီဆိုပြီးတော့ကျမတို့ပတိတစ်ပတ်စိတ်လဲရတယ်ပတိ10ပတ်စိတ်လဲရဖျားရှိကိုတဲ့ခါမှာနော်စီပင်တေကီကျမဆိုလွန်ခဲ့တဲ့နှစ်ပေါင်း30တွေကနေပြီးတော့ဒီနေ့ထိရွတ်ပတ်တဲ့10ပူဇော်ခဲ့တယ်ပေါ့နော်အားကြောင့်ယုံကြည်လေးနဲ့တော့လောက်တာပေါ့နော်မိဖို့ဆောင်တဲ့မြို့ယုံကြည်လေးနဲ့ပတိစိတ်စီပင်တေကီစိတ်စွန်းလောင်းတဲ့ခါမှာလည်းအဆင်ပြေတယ်စံကုံဆန်ရတယ်စီကုံစီရတယ်ဘုန်းကြီးလောင်းမှုအတွက်ဆဆရအဆင်ပြေတယ်စီပင်တေကီဆိုပြီးတော့ကျမရွတ်ဖတ်တဲ့ဆယ်တယ်နော်